လာမယ့်တောက်ကြနေမှာအားပေးရမယ်မြန်မာဖိုက်တာ3ဦးအားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးလည်းသိထားတဲ့အတိုင်းလာမယ့်တောက်ကြနေ9ရက်နေ့မှာဆိုရင်တန့်စင်နဲ့ခွန်မွန်နိုင်တို့တွဲဆိုင်ရှိတယ်အခုကတော့မြန်မာဖိုက်တာတွေဖြစ်တဲ့ Vero နဲ့စိုးနောင်ဦးတို့ရဲ့တွဲဆိုင်တွေလည်းထပ်မံပါဝင်လာတာဖြစ်ပါတယ်ထူးခြားတာအနေနဲ့ကတော့မကြသေးခင်မှာပွဲပြတ်ထားတဲ့ Vero ကိုတရုတ်ဖိုက်တာတယောက်နဲ့အတန်ဝိတ်မှာမွေထိုင်းကောင်းစဉ်အောက်မှာပဲကိုမေး event အနေနဲ့ပွဲတက်ပေးထားတယ်နောက်ထပ်မြန်မာတူဦးဖြစ်တဲ့စိုးနောင်ဦးအနေနဲ့ကတော့ထိုင်းဖိုက်တာတယောက်နဲ့ store weight တန်မှာမွေထိုင်းကောင်းစဉ်အောက်မှာပဲထိုးရမယ်မြန်မာဖန်တွေအတွက်ကတော့တဝါကြီးအားပေးဖို့အတွက်ဒီတစ်ပတ်မှာတော့မြန်မာတွဲဆိုင်က3ဆိုင်တောင်ပါဝင်လာတာပဲဖြစ်ပါတယ်အစောပိုင်းပွဲစဉ်ဖြစ်တဲ့စိုးနောင်ဦးကတော့လက်ရှိမှာအသက်24နှစ်ရှိနေပြီဖြစ်ပြီးတော့တောင်ကလေးလဝိတ်ကလပ်မှာလေ့ကျင့်နေတဲ့သူလည်းဖြစ်ပါတယ်1 championship မှာဆိုရင်တော့တပွဲထိုးထားပြီးတော့အဲ့တပွဲကတော့ကျွန်တော် Medizet တော့တင်းက Lebanon fighter ကို unanimous decision နဲ့ရှုံးတာပဲဖြစ်ပါတယ်တန်းစင်တွဲဆိုင်အနေနဲ့ကတော့အားလုံးလည်းတည်ထားတဲ့အတိုင်းခွန်မွန်နိုင်နဲ့ထိုးရမယ် Vero အနေနဲ့ကကြတော့မွေထိုင်းကောင်းစဉ်အောက်မှာပဲထိုးရမှာဖြစ်တဲ့အတွက်ပွဲအချိန်တော်ကြာဝေးထားတဲ့သူ့အတွက်ကတော့အကောင်းဆုံးပုံစံတွေထပ်မံချပြနိုင်မယ်လို့ထင်ပါတယ်ပရိသတ်တွေအနေနဲ့ကရောဘယ်လိုတင်လဲအောက်က comment လေးမှာမှတ်ခဲ့ပေးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်